ကဲလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့အင်္ဂါနေ့အတွက်ဖြစ်ပါတယ်ဒီနေ့ကလည်းဒါ၄ break တွေပဲဆင်းတော့ကျွန်တော်ကတော့မနေ့ပြန်အတွက်ကိုတော့ဒါခွန် break ခွန်လုံးမိုင်ကိုပဲအဓိကဦးစားပေးပြီးရွှေ့ပေးလိုက်ပါတယ်ဗျာနော်ကျွန်တော်တို့3.5ချိန်ကရက်ချိန်ဆေ့သွားပြီဆိုတဲ့ဟာကလည်းညနေဘက်ကတော့ကျွန်တော်3.5ချိန်ကိုလုံးဝမကပ်ပေးဘူးဒီခွန် break ခွန်လုံးမိုင်ကိုအားတန်မိတာပေါ့ဒီအင်္ဂါနေ့ကတော့တည်ကြတယ်ခွန် break ခွန်လုံးမိုင်ကသူကရက်ချိန်ဆေ့သွားပြီး2ရက်အတွင်းဆိုတော့ဒါမနေ့ပြန်ကဒါအင်္ဂါနေ့မှာကတော့ဒါခွန် break ခွန်လုံးမိုင်လုံးဝရက်ချိန်ဆေ့တယ်ပြီးရင်ကျွန်တော်တို့4 break လည်းထပ်ဆင်းထားတဲ့အတွက်တကယ်တမ်းဆိုလို့ရှိရင်တော့ဒါခွန်လုံးမိုင်ကိုဦးစားပြီးရွေးရမှာပေါ့ဒါပေမဲ့ဒီနေ့ဆင်းထားတာက2-3နဲ့4-3ညဆိုတော့အလယ်မှာ3-4ဆိုပြီးတော့ဒါညီကိုဖြစ်နေတယ်အလယ်ညီကိုဖြစ်တဲ့အတွက်တည်ကြတာသူကတော့ကျွန်တော်မိတ်ဆွေများညီကိုထပ်ပြီးတော့မြူဖို့ရှိပါသေးတယ်ဗျာနော်ညီကိုထပ်ပြီးဆင်းဖို့ရှိသေးတယ်အဲ့ဒါကြောင့်ကျွန်တော်ကတင်ခွက်ထဲမှာကတော့ဒီနေ့အဖို့ကတော့3-4နဲ့8-9ကိုပဲဒါထပ်ပြီးတော့ရွေးလာပေးခြင်းဖြစ်ပါတယ်ဗျာနော်ဒီတစ်ပတ်အတွက်မန်ပါဝင်ခြင်းတဲ့သူတွေတော့ဝင်လို့ရပါသေးတယ်ကျွန်တော်ဒီမှာကတော့နေ့တိုင်းမြူကွက်ပတ်တီအားလုံးအပါ3000ပါကျွန်တော်ဒီကဒါပတ်တီကတော့2ပတ်တီတစ်လုံးတော့ဆင်းပြီးကျန်တဲ့ပတ်တီကတော့ဒါမနေ့ပြန်နောက်ဆုံးထားပြီးလိုက်ရမှာဖြစ်ပါတယ်ဗျာနော်ပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့တနင်္လာနေ့sorry အင်္ဂါနေ့မနက်ပိုင်းလောက်ဆိုလို့ရှိရင်တော့ဒါပတ်တီတွေအားလုံးဒီပါလောက်ကုန်ပါတယ်ဗျာနော်မိတ်ဆွေများအနေနဲ့ဒါပတ်တီတီးတန်လိုက်ထိုးခြင်းလေဆိုလို့ရှိရင်တော့ဒီရောက်မှာ Viber Telegram နံပါတ်လေးချထားပေးပါမယ်အဲ့ဒီနံပါတ်မှာလာဟိုင်းပေးပါကျွန်တော်ဒီမှာကတော့နေ့တိုင်းမျိုးကွက်ပတ်တီအားလုံးအပါတစ်ပတ်လုံးစား3000ပဲဖြစ်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေမနက်ဖြန်ကတော့ခွန် break ကိုအဓိကဦးစားပေးပြီးရွေးထားပေးပါဗျာနော်ခွန် break ကိုတော့အဓိကဦးစားပေးပြီးလိုက်ပါကျွန်တော်တို့တနင်္လာနေ့က2-3ဆင်းထားတဲ့အတွက်ကိုကတကယ်လို့ပတ်တီဒါဟိုပါပေါ့မန်မာဝင်မှုအခက်အခဲရှိတယ်ဆိုလို့ရှိရင်တော့6လုံးမိုင်လောက်ပါ6ကကျွန်တော်တို့ဟူးမကျော်ဆင်ဖို့ရှိပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေဗျ